လောင်အမျိုးတို့ရေကျွန်တော်ဒီပန်ရွှေတို့ပါဒီနေ့19ရက်$တမင်းသားနေ့အဖွင့်လေးရတော့လာသွားခဲ့ပြီဖြစ်ပါတယ်မနေ့ကကျွန်တော်ပြောခဲ့တဲ့10ကွက်2ကွက်ထွက်နေကြစင်နာမပြတ်အကွက်ဒီထဲမှာဒီနေ့4-5ဆိုတော့တကွက်ထွက်သွားပြီဖြစ်တဲ့အတွက်တကွက်ကတော့တာဝန်ကျေသွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဘာထပ်ထွက်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ကျတော့အခွင့်5ခွေမှာလေအခွင့်5ခွေကို3ခွေထွက်မယ်လို့ကျွန်တော်ပြောထားတဲ့ထဲကဒီနေ့2ခွေထွက်ပြီးသွားပြီပဲဖြစ်ပါတယ်ဒီနေ့ထွက်သွားတဲ့2ခွေကတော့4-5အနေနဲ့4-9-3-5ခွေထွက်သွားပါတယ်3-5အနေနဲ့2-3-5ခွေထွက်သွားတဲ့အတွက်2ခွေကတော့တာဝန်ကျေသွားပြီပဲဖြစ်ပါတယ်နောက်နေ့ဒီမှာဘာခွေတွေထပ်ထွက်မလဲကျွန်တော်တို့စောင့်ကြည့်အောင်ပါပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပြီးကြတော့6ချိန်ထိကြီးကလည်းဒီနေ့တစ်ချိန်စပြီးတော့4-5မှာတစ်ချိန်စပြီးတော့ထိသွားပြီပဲဖြစ်ပါတယ်ကျွန်တော်20ရက်တလအင်္ဂါနေ့အတွက်ကျွန်တော်ကီးပန်ရွှေတို့ရဲ့အမာကီးကတော့358ကီးပဲဖြစ်ပါတယ်လုံးမိုင်မီနဲ့တော့3-5ချိန်ဦးချိန်ပြီးတော့ကိုကြိုက်တာနဲ့ကပ်ပြီးတော့ကစားစိတ်ကျင်ပါတယ်ဗျပြီးတော့ကျတော့ကျွန်တော်အမျိုးတွေအတွက်အကွက်များလည်းရတယ်ဇီးဘိုးရရင်စင်တီတဲ့လူတွေအတွက်ကျွန်တော်ဇီးဘိုးပေးမဲ့ဇီးဘိုးကတ်ကို3998414843ဘိုင်ဘာမှာကျွန်တော်အခမဲ့ဇီးဘိုးပေးမှဖြစ်ပါတယ်ဇီးဘိုးလာယူကြပါကျွန်တော်အမျိုးတွေအားလုံးငွေကြေးစင်တီပြီးတော့စိတ်ချမ်းသာတဲ့ဘဝပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကီးပန်ရွှေတို့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဗျ